လားပါဒီတော့ဒီဘာချက်လဲဆိုတော့ကျဲဥချဲလေးချက်စားမယ်နော်ကျဲဥလေးချင်းဆက်စားဖို့ကျဲဥလေးလုပ်ပါမယ်ကျဲဥလေးဒီလေချက်လေးဆိုတော့ကျဲဥလေးစားခွာပါမယ်ပေါ့နော်ဒီလေပြီးဆိုတော့ပေါ့နော်ဒါလေးနဲ့မှုပေးတာမယ်စားချုံမကလေးထည့်ပြီးတော့နော်ချုံလေးထည့်နေပြီးဆိုရင်တော့ချက်ကြုံမယ်နော်ကျဲဥလေးတွေကိုလေအရင်ဆုံးကြော်တာပို့ပြီးစားလို့ကောင်းတယ်ပေါ့နော်ထည့်ကြုံမယ်စီထည့်မယ်စနမောင်းလေးနဲ့ထည့်မယ်ကဲစီလေးလေးစီလာလို့ဆိုရင်နော်ကျဲဥလေးတွေကိုထည့်ကြပါမယ်ကျဲဥလေးတွေကိုထားလို့ဒီလာပြီးဆိုရင်ဒီနဲ့ဆက်ထားလိုက်ပါနော်ဆက်ထားပြီးဆိုလို့ရှိရင်ဒီလေးကိုစီးတက်မယ်နော်ကျဲဥလေးဆက်ထားပြီးဒီလေးကိုစီးတက်မယ်ကျဲဥလေးကိုဒီလိုမျိုးချက်စားတာပဲစားရင်ဒီလိုစားတာပို့ပြီးစားလို့ကောင်းတယ်ပေါ့နော်ဒီလိုချက်စားတာပို့ပြီးစားလို့ကောင်းတယ်ပေါ့နော်အလုံးလေးတွေကြော်လိုက်တယ်အဲ့ဒါမူလာဆိုတော့အတူခေါ်တာလေးကျုပ်လို့ထည့်ပါနော်ခဏလေးတော့ရောက်ဆိုလို့ရှိရင်တင်ချောတာလည်းကြီးကြီးလေးထည့်လို့ပေါ့နော်ဒီကဆိုရင်လည်းဒီကစားတာဒီလိုခေါ်တာဒီလိုဒီကစားတာဆိုရင်ဒီလိုဆောင်းလေးထည့်ပါမယ်ထားလေးပြီးဆိုတော့ရတာမျိုးဆက်ပြီးလို့ဆလာလေး online ပြီးပါပြီရှင်ညစားကောင်းတော့ကျုပ်ချင်းလေးခွင့်ရပါပြီဒါလေးလိုက်ချက်စားကြည့်ကြပါနော်အများကြီးစီပါတယ်